IPA နိုင်ငံတကာအသံထွက်နီလန်စနစ်သင်ခန်းစာလေးဒီနေ့သရဘောင်းတန်တွေလေးလာမယ်နော် PK သင်ခန်းစာတွေရိုးရိုးသရအသံတွေလေးလာခဲ့တယ်အဲ့ဒါအပြင်သရအသံနှစ်ခုပေါင်းပြီးပြောလို့ရတယ်အဲ့ဒါ A အသံ O အသံ I အသံ O အသံနဲ့ O အသံအဲ့ဒါဒီမိနစ်မှာတိုင်းဖြစ်မယ်ဖတ်နမဆုံးဒီအရင်ရိုးရိုးသရအသံပြန်လေးလာကြစို့နော်ဒီကအဓိကဒီအမေးရောင်သင်္ကေတတွေ IPA သုံးတယ်နော်အင်္ဂလိပ်စာလုံးပေါင်းစနစ်ကြမဟုတ်လို့အဘိဓမ္မာအတန်ထွက်ဘလို့ထွက်ရလေတိချင်ရင်ဒီလိုမျိုးသင်္ကေတတွေသုံးမယ်နော်အချို့အင်္ဂလိပ်အကရာနဲ့တူတယ်အချို့ကမတူဘူးနော်ဆိုဒီကပါစက်အရှိကအသံတွေ E နော်မြန်မာနဲ့နိုင်ရှင်လို့ရတယ်နော် E အသံဒီ I ကလေး A အသံ E ကလေးAတရားပြောင်းပြန်ထားတဲ့3အတန်ကဒီလိုမျိုး A နဲ့ E ပေါင်းထားတဲ့အကရာပြီးတော့ A လေးရှိတဲ့ I ကြီးလိုမျိုးနောက်ကပစက်နောက်ပိုင်းကသရအတန်တွေတော့U O O ကနော်ဒီလိုမျိုးသင်္ကေတနဲ့ဒီအလေးပိုင်းကသင်တန်တွေကဆိုအလောက်ကလိုမျိုးနော်မြန်မာမကြဝက်အသံနဲ့အသံနော်ဒီရိုးရိုးသရအသံတွေအကုန်လုံးထက်ကနော်အလုံးအင်္ဂလိပ်မှာရှိတယ်မြန်မာစကားမှာဒီအသံတခုတည်းမရှိဘူးဆိုတကယ်မြန်မာနဲ့အင်္ဂလိပ်သရအသံတွေစင်တူတယ်ဒီနေ့ပေါင်းထားတဲ့သရအသံတွေအတူတူပဲဒီအကုန်လုံးအင်္ဂလိပ်စကားမှာပေါင်းဆက်ထားတဲ့သရအသံ5မျိုးရှိတယ်ဒီ5မျိုးမြန်မာစကားမှာဒီ5မျိုးထဲက4မျိုးရှိတယ်နော်အခြားဘာသာစကားနော်ပေါင်းဆက်ထားတဲ့သရအသံအမျိုးစုံရှိတယ်ဒါပေမဲ့ဒီကအင်္ဂလိပ်နဲ့မြန်မာအသံတွေစင်တူတယ် Okay so ဖတ်တမအသံက A အသံနော် A ကမြန်မာမှာလေးရှိတာအဲ့ဒါ in တမမဟုတ်8လိုမျိုးအသံဒီအသံပုံမှန်the way to အသံနဲ့စွန့်တူတယ်အမှန်တကယ်အင်္ဂလိပ်မှာပုံမှန် the way to အသံဘယ်တော့မှမပြောဘူးအဲ့လိုမျိုးအင်္ဂလိပ်မှာမပြောဘူးဒီကပေါင်းထားတဲ့ A အသံပြောတယ်နည်းနည်းပဲကွာတယ်စတိအသံဘယ်လိုထွက်လဲသင်္ကေတနှစ်ခုရှိတယ်နော်ဒီသင်္ကေတနှစ်ခုစလုံးဒီမှာရှိတယ် so အစားမှာပုံမှန် the way to A အသံပြောတယ်ပြီးတော့ပြောနေရင်ဒီ A အသံအချီပြောင်းတယ် A နော်အင်္ဂလိပ်ပြပြတာတာပြောချင်ရင်အဲ့လိုမျိုးလက္ခဏာနဲ့အသံထွက်ရတယ် A မြန်မာမှာလေအဲ့လိုမျိုးအသံရှိတယ် in 8နော်မြန်မာဆို in အဲ့ဒါနာခေါင်းထွက်တဲ့အသံ IPA ဆိုဒီလိုမျိုးသင်္ကေတရေးမယ်8ဆိုအစုံတန်မှာအတန်ရှိတယ် so that ဒီလိုမျိုးနောက်တစ်သင်္ကေတထည့်ရမယ်နော်အဲ့ဒါချောင်းမြန်မာအချို့အတွက်အင်္ဂလိပ်အသံတွေခက်တယ်နော်တကယ်ဒီအသံဘာသာစကားနှစ်ခုစလုံးရှိတယ်ဒါပေမဲ့မြန်မာအမေဒန်နော်အသံနဲ့ပါတယ် okay ဥပမာဝဟာရက day အင်္ဂလိပ် day naked ဒါမှမဟုတ် rain နော်အဲ့ဒီ A ဘာတွေအင်္ဂလိပ်အသံအကုန်လုံးဒီပေါင်းထားတဲ့အသံပြောရမယ်နောက်တစ်မျိုးက O ဒီအသံလေးမြန်မာရှိတယ်အဲ့ဒါ own လိုမျိုးအသံဟဲ့ဒီအသံလေးပုံမှန်လုံးကြီးတင်တဲ့ချောင်းငယ် O အသံနဲ့စင်တူတယ်ဒါပေမဲ့နောက်တစ်ချိန်အမှန်တကယ်အင်္ဂလိပ်မှာလုံးကြီးတင်တဲ့ချောင်းငယ် O အသံဘယ်တော့မှမပြောဘူးနော်အဲ့ဒါချောင်းဒုတိယဘာသာစကားအနေနဲ့အင်္ဂလိပ်ပြောနေရင်သူများတွေချက်ချင်းတိမယ်အတိတာမယ်အထူးသဖြင့်ဒီ O အသံမမှန်ရင်နော်မြန်မာလိုမျိုး O ပြောရင်အဲ့ဒါအင်္ဂလိပ်အသံမဟုတ်ဘူးအမှန်တကယ်အင်္ဂလိပ် O အသံအဲ့ဒါသရနှစ်ခုပေါင်းဆက်ထားတဲ့အသံအစားမှာ O အသံပြီးတော့ဒီ အသံအဖြစ်ပြောင်းတယ် O
oh no ဖြည်းဖြည်းဖြုတ်ရင် o u o o အဲ့လိုမျိုးတကယ်မြန်မာအဲ့ဒီပေါင်းထားတဲ့အသံလေးရှိတယ် on o အင်္ဂလိပ်ဥပမာဝဟာရက go ထွားစီ go နော် go မဖြုတ်ဘူး go မဖြုတ်ဘူး go go လို့မျိုးအသံဒါမှမဟုတ် boat boat thimble နော်အဲ့ဒီဒုတိယ boat အစုံသက် t အဲ့ဒါမြန်မာ o လို့မျိုးအသံနဲ့ဆင်တူတယ် boat right အတန်နောက်တစ်ခုက I ဟဲ့ဒါပေမဲ့အဲ့ဒါအတန်အချောင်းမဖြုတ်ရင်ဒီသင်္ကေတကိုခဏကြည့်နော်အဲ့ဒီသင်္ကေတဒီမှာမပါသေးဘူး okay ဒီလိုမျိုး A ကလေးသင်္ကေတရှိတယ်အဲ့ဒါ R အသံဒီသင်္ကေတနည်းနည်းဘေးကွာတယ်တကယ်တိတ်မကွာဘူးနည်းနည်းဖို့ရှိတဲ့အသံဒီက R ဒီက နည်းနည်းစင်တူတယ်တိတ်မကွာဘူးမြန်မာဆို R နော်ပုံမှန်ရေးချအတန်ဖြောရင်လူအချို့နည်းနည်းနဲ့ပိုစင်တူတယ်အချို့နဲ့ပိုစင်တူတယ်တိတ်မကွာဘူးတကယ်အရေးမကြီးဘူးဆိုပေမဲ့အင်္ဂလိပ်အာဘီဒန်မှာဒီသရာပေါင်း I လိုမျိုးအသံစစ်ရင်ပုံမှန်ဒီလိုမျိုးရေးမယ် okay ဒါဆိုအဲ့ဒါသိရတယ်တကယ်အင်္ဂလိပ်ပဲဆိုစင်တူတယ်ဒီ I အသံဆိုဒီ R ကနေ A အထိ I အဲ့ဒီအသံလေးမြန်မာရှိတယ်နော်ဘယ်လိုမျိုးအသံဆိုလုံးကြီးတင်တချောင်းငင်ငါသက်အသံဒါမှမဟုတ်လုံးကြီးတင်တချောင်းငင်ကားသက်အသံ I နော်နိခုစလုံးဒီ I လက္ခဏာရှိတယ်တခုကနာမြန်မာစကားအမြဲတမ်းနာခေါင်းအသံဒါမှမဟုတ်အစုံသက်အသက်တန်နော်ဒါပေမဲ့အဓိကအသံထွက်အင်္ဂလိပ်အသံနဲ့တူတယ်ဒီဥပမာဝဟာရက my ကျွန်တော်ရဲ့ my နော် I ဒါမှမဟုတ် bike စပင်းစိုက်ကလို့မျိုး bike အဲ့လိုမျိုးအသံ okay now the English တရာပေါင်းအသံကလေနဲ့စာတင်တယ်ဒါပေမဲ့ဒီဟိုနောက်ပတ်အပေါ်နောက်ထပ်အတီပြောင်းမယ်အဲ့ဒါအောက်အသံနော်ဆိုစာမပြီးတော့ဒီအသံမှာစုံတက်မယ်အောက်အဲ့လိုမျိုးအဲ့ဒီဥပမာဝဟာရပထမဖြုံမယ် cow နော် cow နွားအောက်လို့မျိုးအသံဒါမှမဟုတ် out နော် out အပြင်မှာထွက်သည် out အဲ့ဒီအသံလေးမြန်မာရှိတယ်နော်အောင်နော်သဝေးထိုရေချငါတက်ဒါမှမဟုတ် out လို့မျိုးအသံသဝေးထိုရေချကတက်အသံအောင် out အင်္ဂလိပ် out အသံနဲ့တူတယ်မြန်မာဆိုအချိန်တိုင်းလိုမျိုးနာခေါင်းအသံပါတယ်ဒါမှမဟုတ်အစုံသက်အသံပါတယ်ဒါဆိုအဲ့ဒီအစုံသက်အသံမပါရင်အင်္ဂလိပ်လိုမျိုးဖြုတ်ဖို့ခေါင်းပြတာဖြုတ်ဖို့ခက်မယ်ဒါပေမဲ့ဒီလိုမျိုးသိရင်မခက်ဘူးတကယ်အသံတွေအတူတူပဲအောက်အသံအခုအထိဒီအသံတွေအကုန်လုံးမြန်မာလေးရှိတဲ့အင်္ဂလိပ်လေးရှိတယ်ဒီအပေါ်မှာအသံတစ်ခုပဲမြန်မာမရှိဘူးအခုမြန်မာစကားမရှိတဲ့အင်္ဂလိပ်ဒုတိယအသံနောက်ဆုံးအသံပြောမယ်အဲ့ဒါ oi အသံဥပမာစကားလုံးတွေ boy ကောင်းလေနော် oi ဒါမှမဟုတ် oil sea so ဒီ oi အသံအဲ့ဒါမြန်မာမရှိဘူးအဲ့ဒါတကယ်ကွာတယ်ဒါပေမဲ့ပေါင်းဆက်ထားတဲ့အသံ so မြန်မာစကားမှာတစ်ပိုင်းပြီးတစ်ပိုင်းရှိတယ်ဖတ်မှာအပိုင်းဒီပေါင်းဖန်ထားတဲ့ C အကရာအဲ့ဒါ အသံနော် the way to ရေချရှိထိုးအသံအသံပြီးတော့အဲ့ဒီနေရာကနေဒီ in နေရာအထိဆုံးတတ်မယ် oi အဲ့ဒါမြန်ဖြောရင် oi လိုမျိုးအသံထွက်မယ်နော်ဆိုအဲ့ဒါချောင်းဒီဇာတ်နားလည်ရင်oi အသံမြန်မာမရှိဘူးဘယ်လိုအသံထွက်လဲတကယ်မြန်မာရှိတဲ့အသံနှစ်ခုပေါင်းဆက်ထားတဲ့အသံပါပဲ oi နော်ဆိုအဲ့ဒါတခုပဲမရှိဘူး
အဲ့ဒါနဲ့အဲ့ဒါ you know တကယ်ဒီဘာသာစကားနှစ်ခုအဆင်တူတယ်အဲ့ဒါအင်္ဂလိပ်စာလုံးပေါင်းကမသိနိုင်ဘူးအင်္ဂလိပ်စာလုံးပေါင်းကရှုပ်တယ်အဲ့ဒါချောင်းဒီနိုင်ငံကအတန်ထွက်နီးလင်လေလာရင်ဘာသာစကားအင်္ဂလိပ်ဘာသာစကားဖို့လွှဲသွားမယ် okay ဒါဆိုဆရာနောက်လာမယ်အခြား IPA ဗီဒီယိုတွေကြည့်ပါနော်